အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ Flores နဲ့ YouTube Channel လေးကနေပြီးတော့ဆက်လက်မျှဝေပေးချင်တာကတော့အာလူးတွေမှာအစိမ်းရောင်တန်းလာတဲ့အခါအပင်စို့လေးတွေပေါက်လာတဲ့အခါစားသုံးဖို့ဘေးကင်းရလားဆိုတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့မျှဝေပေးချင်တာဖြစ်ပါတယ်ရှင်ကျမတို့အာလူးတွေကိုစားတောက်ကြဖို့အတွက်ဝယ်ထားကြပြီးဝယ်ပြီးသွားပြီဆိုရင်ကြားလာတဲ့အမျှအစိမ်းရောင်လေးတွေတန်းလာတာဒီလိုအပင်စို့လေးတွေပေါက်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီခါမှာဆိုရင်စားသုံးဖို့ဘေးကင်းရလားအဲ့လိုမျိုးတွေနဲ့ဒရိဟာတွေဖြစ်ကြရပြီးတော့ဒီလိုအပင်စို့လေးတွေကိုဖယ်လိုက်တဲ့အစိမ်းရောင်လေးတွေကိုဖယ်ထုတ်လိုက်ပြီးတော့ကျန်တဲ့အပိုင်းတွေကိုစားတောက်ကြတယ်ပေါ့နော်ဒါကကျမတို့အတွက်ဘေးကင်းမှုဖြစ်ပါရဲ့လားပေါ့နော်စားအစိတ်တင်တာတွေဖြစ်နိုင်လားဆိုတာလေးတွေကိုဆက်လက်ပြီးတော့လေ့လာထားတာလေးတွေတင်ပြပေးပါမယ်ရှင်အဲ့တော့ပထမဆုံးအနေနဲ့အာလူးတွေကဘာကြောင့်အစိမ်းရောင်ပြောင်းသွားပြီးအပင်ဆိုးတွေပေါက်လာလဲပေါ့နော်ဒါဒီအာလူးရဲ့သဘာဝတရားအရာကိုပဲသူဒီတက်တန်းရင်လာတာအနေများအစိမ်းရောင်တန်းလာတယ်ပြီးတော့အပင်ဆိုးလေးတွေပေါက်လာတတ်တယ်အဲ့လိုဖြစ်လာပြီဆိုရင်စိုက်ပျိုးရေးသမားတွေကဒီအပင်ဆိုးလေးတွေပေါက်နေတဲ့အာလူးတွေကိုဖျက်တောက်ပြီးတော့နောက်တရာသည့်အတွက်စိုက်ပျိုးရေးကိုဆက်လက်ပြီးတော့လုပ်ရပါတယ်အဲ့တော့ကျမတို့တွေကအာလူးတွေကိုဝယ်ထားပြီးပြီဆိုရင်ဒီအာလူးတွေကိုဒီလိုမျိုးသိမ်းဆဲကြတယ်ပေါ့နော်သိမ်းဆဲကြတဲ့အခါကျရင်ဒီသိမ်းဆဲတဲ့နေရာကအလင်းရောင်နဲ့ထိတွေ့မိတယ်ဆိုရင်အာလူးမှာပေါ့နော်ကလိုရိုဖင်ရောဂလိုင်ကိုအက်ကာလိုက်တွေအများကြီးထွက်လာစေတယ်ပေါ့အဲ့လိုမျိုးကလိုရိုဖင်တွေများလာလို့အစိမ်းရောင်တန်းလာပြီဆိုရင်ဒါအာလူးမှာအစိတ်တောက်တွေအလွန်များနေပြီလို့ပြောနိုင်ပါတယ်အဲ့တော့အာလူးကနေကျမတို့သဘာဝအလျောက်တွေ့ရတဲ့ဆိုလာနယ်နဲ့ချာကွန်နင်ဒီအစိတ်တောက်တရားဆိုရင်ကျမတို့အစာအဆိပ်သင့်တဲ့လက္ခဏာတွေကိုဖြစ်စေပါတယ်အဲ့တော့ကျမတို့ကအာလူးတွေကိုဒီလိုမျိုးမဖြစ်ဖို့အတွက်ဆိုရင်တော့ကိုယ့်အတွက်လိုအပ်တဲ့လောက်ပဲပေါ့နော်အများကြီးဝယ်ထားတာမျိုးတဲ့လိုအပ်တဲ့လောက်ပဲဝယ်တာမျိုးကပဲကောင်းပါတယ်ပြီးတော့အာလူးကိုဝယ်တဲ့အခါတခါတည်းပေါ့နော်ဆိုင်မှာကတည်းကအပင်စိုးလေးတွေပေါက်မပေါက်ဆေးအောင်တန်းမတန်းပေါ့နော်ဒါလေးတွေကိုတေချာကြည့်ရှုစစ်ဆေးပြီးမှဝယ်စီချင်ပါတယ်အိမ်ရောက်လို့ချက်ပြုတ်မယ်ဆိုရင်လည်းအာလူးကိုတချို့အစိမ်းပေါ့နော်ဒီတိုင်းစားတာရှိတယ်နောက်ပြီးကြတော့အကွန်မနော်ပဲနဲ့စားတာတွေရှိတယ်ပေါ့ကျမတို့ကမချက်ပြုတ်ခင်မှာအာလူးကိုအခွန်လေးတွေပေါ့နော်တေချာခွာပစ်မယ်ဆိုရင်တော့ဒီမှာကက်ညိနေတဲ့ယောဂပုံမှန်ကြီးလည်းမပါနိုင်တဲ့အပြင်အစိတ်တောက်ပါဝင်မှုကိုလည်းကျမတို့ရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကအာလူးကိုဘယ်လိုသိမ်းဆည်းမလဲပေါ့နော်အာလူးကိုကျမတို့သိမ်းဆည်းတဲ့အခါမှာတော့အေးမြခြောက်သွေးပြီးတော့အလင်းရောင်မရတဲ့နေရာမှာပဲသိမ်းဆည်းတင်ပါတယ်ပြီးတော့တကယ်လို့ဒီလိုတချို့ကြလဲစကောတွေပေါ့နော်တခုခုတည်းမှာဘန်းတွေထဲမှာဖြန့်ပြီးတင်ကြတယ်ပေါ့တချို့ကြရင်လည်းပဲဘူးတွေအိတ်တွေချင်းတွေထဲမှာထည့်ကြတယ်ပေါ့ဘူးတွေအိတ်တွေချင်းတွေထဲမှာထည့်မယ်ဆိုရင်တော့လေဝင်တွေအတွက်ကောင်းတဲ့ဘူးတွေတို့ချင်းတို့ဒါမှမဟုတ်ရင်လည်းကျမတို့ဒီအပေါက်လေးတွေစကားပေါက်လေးတွေနဲ့အိတ်မျိုးလေးပေါ့နော်ဒါမျိုးလေးတွေမှာဆိုရင်ထည့်ပြီးသိမ်းဆည်းတာကအာလူအတွက်သိမ်းဆည်းတဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်မသိမ်းတဲ့နာကတော့လေလုံဘူးထဲမှာထည့်ပြီးသိမ်းတာမျိုးတွေမလုပ်ပါနဲ့တကယ်လို့စကောတွေဒါမှမဟုတ်အသီးနှံတွေတင်တဲ့ဆင်တွေမှာသိမ်းမယ်ဆိုရင်လည်းသူ့ကိုကြက်သွန်တွေနဲ့တွဲပြီးတော့မသိမ်းပါနဲ့ဘာလို့လဲဆိုတော့ကြက်သွန်တွေကနေထွက်တဲ့ဓာတ်ငွေ့တွေကအာလူးတွေကိုဒီလိုမျိုးအပင်ဆိုးလေးတွေမြန်မြန်ပေါက်စေလို့ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီဟာတွေကိုစားကောက်လိုက်မယ်ဆိုရင်အစိတ်တောက်တွေရသွားနိုင်တာပေါ့နော်အဲ့လိုအစိတ်တောက်တွေရပြီဆိုရင်တော့ကျမတို့ဟုတ်ပွိုင်စင်လို့ပြောတဲ့အစာအဆိပ်သင့်တဲ့လက္ခဏာတွေတွေ့ရတတ်တယ်ပေါ့နော်ပြုတ်အမ်းမယ်ဘိုက်အောက်မယ်ဝင်းပြက်ဝင်းလျှောတွေဖြစ်တတ်တဲ့ဒီလိုမျိုးအစာရည်နဲ့ဥဒန်းချောင်းဆိုင်ရာလက္ခဏာတွေခံစားရပြီးတချို့ကြရင်တော့ခေါင်းကိုက်တာမျက်နှာရည်ပြားတွေညဉ့်လာတာစိတ်ဝေဝါးပြီးအာရုံရှုပ်ထွေးတာတချို့ကြဖျားတာပေါ့နော်ဒါလေးတွေကိုခံစားရတယ်တွေ့ရတာနည်းတယ်ဆိုပေမဲ့အသက်သေဆုံးတဲ့ထီအောင်ဖြစ်ရတာမျိုးတွေဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်မလို့ကျမတို့အာလူးကိုကိုကပေါ့နော်ဒီနှက်မျောပြီးတော့စားတောက်မိမယ်ဆိုရင်ဒီလိုအစာရည်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာလေးတွေတွေ့ရနိုင်ပါတယ်ဒါကြောင့်ကျမတို့အာလူးကိုလိုအပ်တဲ့လောက်ပဲဝယ်မယ်ဝယ်ယူပြီးသွားပြီဆိုရင်လေဟိုပါပေါ့နော်လေဟိုပါပေါ့သူ့ကိုတေချာလေဝင်လေအတွက်ကောင်းပြီးတော့အေးမြတ်ချောက်သွေးတဲ့နေရာလေးတွေမှာတင်ဆဲမယ်ပြီးတော့ရင်စားကန်နေရင်တေချာအခွန်လွှာပြီးတော့ချက်ပြုတ်စားတောက်မယ်ဆိုရင်တော့အာလူးစီကနေကျမတို့အစိတ်တောက်တွေရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ဟိုစားတောက်ကြတဲ့အာလူးတွေမှာဘေးရန်တွေကင်းရှင်းပြီးတော့ကျန်းမာရေးအတွက်အထောက်အကူပြုစေဖို့ဒီအချက်လေးတွေကိုအကြံပြုချင်တာဖြစ်ပါတယ်ရှင်။ဒါလေးတော့ကျမတို့ World Health Organization နဲ့ FDA ကရေးသားထားတဲ့စာအုပ်လေးတွေကိုကိုးကားပြီးတော့ပြောတာပဲဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။